Wow chip ကတော့အစ်စ်ပဲ ဒီကောင်နေဘက် drop ပေးရတယ်ဒါပေမဲ့ကိုရီးယားတီးမှာတားရီတို့ 100% ကျွန်တော်တို့ confidence ရှိတဲ့ ဆိုမဲ့လေ ရတာတွေ မာဆဲနဲ့ကောနော်ဟုတ်လား ဒီမယ်နော်တစ်ဖက်က chip တွေပါနေဆိုတော့အဲ့လို pick up တွေပါတွေကတော့တတိတော့ချာမှာနော်ဒီမှာ cloud တို့ပါတော့ purify နေပဲပွဲတော့ထွက်လာနေပဲနော် urina ရင်းနေနဲ့လဲ purify မဲ့ဆော့တာဆိုတော့ဘာဖြစ် silent နေရတော့ safe ဖြစ်တယ် ဟုတ်တယ် ဖလက်ကတော့ပြီးလိုက်ရတယ်အဲ Euro အားလီတော်တော်တော့အောင်နောက်တယ်နော် damage ကတော်တော်ထွက်တာ ကျွန်တော်ဘာညာ ဘာ ပြည့် ကတော့စားရပါတယ်ပုံမှန်ပဲ အမှန်ပဲဗျနောက်မှလည်း blue bat လာတိုက်မှုလုံနေရလားမသိစောက်ဘူးနောက်တစ်ဖက်ကဂျန်ကန်ထဲမှာတော့ရောင်ရောင်လေးတော့လာလမ်းလျှောက်ပြနေတာနော်အဲ့မှာအောက်က rabbit တွေပါလေကျွန်တော်မြန်မာအသင်းဘက်ကဟန်သွားပြီးတော့နော်စားတိုင်းနဲ့နောက်မှာ Origos နေနေလေ AC ပဲသူရဲ့နော် Hero ဘယ်လောက်ထိတော့စပယ် connection လေးတွေအချိန်ဆက်မိမိသုံးပြမလဲပေါ့ ကဲနောက်တစ်ပတ်မှာ blink အိမ်တစ်ခေါက်ပြန်ရတာဘာညာလေးနဲ့နောက်တစ်ပတ်မှာ crease စားဖို့လေးတော့နည်းနည်းလေးတော့ကူပေးမှနဲ့တူတယ် flicker ပြန်တောင်းလာတယ်ဗျနော်တော့ နော်စပယ်တော့ခွဲရပြီညီတို့ flicker ရလိုက်ပြီ YG နည်းနည်းလေး chip လေးကိုသွေးတိုးလေးစမ်းကြည့်မလားဒါဒီခုဒီကောင် flicker မရှိတဲ့အချိန်လေးလေ ငေါစုယူကိုကြည့်ရမှာစုယူကသူအောက်လန်းမှာနော်ကျွန်တော်ဂျန်ကယ်သွားစားနေအပိုင်းလေးရှိနေသေးတာဆိုတော့ရန်ကြီးအလဲမှာမချသေးရတော့ကောင်းတယ် မှန်မယ် ရင်းလေးစင်ပြေရဗျနော်ဒီဘက်မှာလိမ့်ကြီးပါတွေပါကြော်စားနော်ဂျန်ကယ်လေးလည်းစားတိုင်းနဲ့ပဲ နောက်မှဆူယူ ပြီးမဟုတ်ပါမပေးရရင် ၄အောင်နော်Hero ချုပ်တာမိ lining board တိုင်းတော့ကျွေးထားပဲမလဲရင်း လိုက်ရတယ် purify တော့နှိမ့်လိုက်ရတယ်ဗျာနော်အဲ့နေရာမှာမနှိမ့်ဝင်လေ fablet တွေပါတွေဖြစ်သွားနိုင်တဲ့အနေအထားမျိုးပါအဲ့မှာလဲ blink ရန်ကန်ထဲမှာနည်းနည်းလေးပတ်ပြီးတော့နော် tracking shot frame movement တွေပိုင်းနဲ့တော့ land တွေပိုင်းတော့ light shot ပြီးတော့ vision တစ်ချက်ထောက်ထားတယ်ဆိုပေမဲ့လေတာတဲကိုကျွန်တော်မြန်မာအသင်းဘက်က second light တဲ့ပုံစံမျိုးလို့တော့မြင်လာတယ် ရပေးလိုက် ပေးလိုက်တော့ first တာတွေကတော့ဟိုဟာအဖြေမဟုတ်ပါဘူး မရရင်မချတာကောင်းတယ်ပေးပလိုက်နော်ပြဿနာမရှိဘူး အမှန်ပဲ နော်ဒီဘက်မှာတော့ကျွန်တော် blue ဘက်ဘာညာလေးပဲပြန်ဖန် ER ရောင်းလေးပဲဖန်ဒီကကလောက်ကလည်းနော်အဲ့လိုပကွေတိုလိုလိုက်ချပေးလို့ကောင်းတဲ့ mass man ကောင်မဟုတ်ဘူးဆိုတော့နော်ဒီအချိန်မှာတော့ပေးတင်တာပေးပြီးတော့အတက်နိုင်ဆုံးနောက်ကမပြတ်အောင်ထိန်းဆော့တာတော့ပူကောင်းမယ်ရ ချိန်တယ်နော်စန်ကြီးကလောက်နော်နောက်တစ်ဖက်မှာချစ်ပြက်ပေါ်တယ်တွေပါသတိထားမယ်ဒီလိုတော့ဝဲကန်မပြတ်ပါမလားဒါကြီးမိဝိုင်း နောက်မှာယူရိုရာနဲ့ဆိုတော့ပြတ်လောက်တယ် purify မရှိလို့ အေးနော်ကောက်စတန်ပြီးတော့တက်နေတာနဲ့အမချစ်ပေါ်တယ်နဲ့တော့ဟန်ကိုတော့ကမ်းဖို့ကြိုးစားတာအဲ့လောက်ကြီးလွယ်မနေဘူးလေလို့နော်ပြောပြတာပါ ပြီးပါပြီ အဲ့လောက်ကြီးလွယ်မနေဘူး အဲ့ပစ်ကော်လေးပဲတတိထားပြီးဆော့ရမှာအာလီဘန်ကနော်ဒီကနောက်အရန်မပြတ်သွားဘူးနဲ့နော်အရန်မသေးဘူးပဲလို့တာဆိုတော့အပေါ်မှာလည်းကလောက်ကိုစင်ပြအောင်ဘက်ကသွားပေးထားတယ်အလဲမှာလည်းကိုင်စီအစင်ပြအောင်လို့လေပဲထိန်းဆော့ထားတဲ့အပိုင်းလေးတော့ရှိနေရင်းနဲ့ပဲနော်ကျွန်တော်တက်နိုင်ဆုံးတော့ကျွန်တော်အာလီဂိမ်းကိုထိန်းဆော့နေတဲ့အပိုင်းလေးတော့ရှိမယ်ဗျ လူဒိုရာဝင်လာမယ်ဆိုတော့စန်ကြီးရဲ့သွေးနေရတော့ fablet ပေးရနိုင်ချ chance တော့များတယ်နော်ဒါပေမဲ့လည်း blink ဘိုးနဲ့ hour တွေပဲလည်းရှိတာဆိုတော့နောက်တစ်ဖက်ကကောင်တွေဝင်လုံးလာတဲ့ခါမှာတော့ပြန်ပြီးတော့အချိန်တွေရက်တန်ပေးလို့ရတဲ့အနေအထားမျိုးတွေလည်းရှိနေသေးတဲ့အတွက်ကြောင့်မလို့တော့စိတ်ပူကြတော့မလို့ဘူးဒါပေမဲ့သတိတော့ထားရမယ် မှန်မယ်တတိတော့ထားမှာကဲအဲ့မှာတော့စန်ဂျီဖန်ရဲ့အပိုင်းတွေကတော့တည့်တဲ့အတိုင်းပဲဘရိုပကွေရိုနဲ့ဆိုတော့နော်အဲ့လိုခရီးတက်စားမယ်အပိုင်းကဘက်ကလေးတယောက်တော့ပါမအောင်စင်ပြေမှာ နောက်မှာတော့ tracking shot frame movement Hirara dash တွေနဲ့တော့ပြန်ပြီးတော့ပြေးလာပြန်ပြီ Higo Anna strike ရအောင်နဲ့ပေါ်လမ်းမှာတော့ Sanji ကိုလုံးချန်တော့မယ် Sunset lever frost shot တန်တော့ purify glove blending ကျူတယ်ဖြန်းပြီးတော့အကောင်းဆုံးတော့ကာထိုင်းနဲ့မသေးဘူးရောင်ရင် golden hour တွေပါပြန်ချုပ်ထိုင်းတော့မစိုးစီပါပိုင်းထားတယ် Higo ပြန်ထိုးချက်နဲ့တော့ဘလင်လေးတော့ပေးထားပြီမဲ့ goy gas တွေကြားမှာတကောင်တော့ပြန်ရမလားဝါမသေးပါဘူးနှမျောစရာကြီးဗျ အိုက်ကြီးလေးပြင်ရလိုက်ရင်တော့တော်တော်တန်သွားမှာဆိုပေမဲ့လည်းကောင်းတော့လေကောင်းပါလေနော်ဆန်ကြီးမပေးလိုက်ရနဲ့တန်တယ်ပဲပြောရမှာဒီဘက်ကဘလင်းကတော့ sacrifice လိုက်ရတယ် ချစ်ပေါ်တယ်ဟန်လုံးကြံမှုကြိုးစားတာချက်ချင်းပဲ response မြန်မြန်လေးနဲ့ blazer နဲ့ခုံထွက်သွားရင်ပဲ blue bat အတွက်ကတော့ကျွန်တော်တတ်တယ်ပြန်ယူမှရမယ် ပုံကြီးကတဲတန်လိုက်ချနေပြီသူတို့ယူရတဲ့ hero ပစ်နေရတော့သူတို့ဒီချိန်မှာချရမှာဆိုတော့တဲတန်လိုက်ချနေတော့နော်ကြောက်ခံထားမှရမယ် ။အဲ့မှာတော့အမှန်ပဲကျွန်တော်တို့ကလောတယ်လေ Renas consecration တွေပါဖြီးထားနေမှာမတာတဲ့သွေးတော့ဆိုရင်နေတော့ဟီရောတော့လေအချင်းရင်တန်းပြဒမ်းမိကနားလိုက်တာ နားတယ် ဒမ်းမိကနားတယ်တော့ဟန်နေနဲ့လေ rubber ပဲသွားစားလိုက် ဒီရှောင်းရမှာမရဘူးလို့ ဗတဲ့ရှောင်းတော့စန်ကြီးတို့အချိန်ဆွဲရမှာဒါကြီးတို့ အမှန်ပဲစန်ကြီးတို့အချိန်ဆွဲရမှာပွဲကိုမပြတ်သွားအောင်ထိန်းဆော့ရမှာဆိုတော့ဒီချိန်မှာတော့သူတို့က spirit ကသူတို့ရဲ့အချိန်ဆိုတော့သူတို့ကလှုပ်ချင်တိုင်းလှုပ်နေတာဆိုတော့အဲ့ဒီအနေထားကိုတော့တော်တော်ကြီးတော့နော်ကျွန်တော်ပြင်ဆင်ထားရမယ့်အနေထားပြနော်ဒီဘက်မှာ gory နော်ကလောက်တွေနဲ့နော်လေခိန်းသွားရင်တော့နိုင်ပြီ
တော့ပြီးလိုက်ရပြီအောင်လမ်းမှာတစ်လုံး chip လိုက်ရှာနေပြန်ပြီဗျဘလင်းဒီဒိုနာဝဲကန်ချောင်းထွက်ထားတဲ့ဘေးနာကနေပဲကစ်မွန်မှာငုံနေတာဗျနော်ဒီလိုကင်းနှစ်ကောင်ပေးထားတယ်နောက်2600ဆိုတော့အာလီကင်းကတော့နည်းနည်းလေးတော့စပရစ်တာဝိုင်းလို့ပြောလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့မတ်စမန်မပါတဲ့အသင်းမှာညီတို့အချိန်တန်လို့ရှိရင်လည်းကျွန်တော်မြန်မာအသင်းနေနဲ့ပဲနော်ဒါ bounce back ဝါမယ်လို့တော့ယုံကြည်ထားတယ် လက်ကိန်းသွားဖို့ပဲလိုတာလက်ကိန်းသွားဖို့ပဲလိုတာ လေကင်းသွားဖို့ပဲလို့ရတယ်ညီ တက် တို့ နိုင်တော့ကြာဆော့တာနဲ့အခွင့်အရေးအများကြီးပိုရလာမှာ တန်တဝတ်တွေနော် lining ball တွေနဲ့တော့လမ်းပြီးတော့ budget တမိတ်ပေးချင်တာဆိုပေမဲ့လည်းအကောင်းဆုံးတော့ပဲစံကြီးရှောင်ထွက်ထားပါသေးတယ်ဘယ်နဲ့အင်းမင်းနဲ့နော်အဲ့မှာလည်းအောင်လမ်းမှာလည်းကျွန်တော်ကစ်ပွန်မှာဒိန်းဒီပါတောက်လျှောက်ကြောင်းစာဦးသူတို့ချစ်ပစ်ကနည်းနည်းလေးကောင်းသွားတာပါသေးလားအာလီကင်ချလို့ ဟုတ်တယ်ဟိုဘတ်တယ်ဆက်လုပ်ဖို့အတွက်နော်ချစ်ကတော်တော်ကြီးကောင်းသွားတယ်ဟီရိုလို့ပြောလို့ရတယ် အကွေရိုစီဟာဘက်ဒီပါ ဟုတ်လားဂိမ်းဝဲတော့တက်ဆိုင်တာပါနော်ဒီလိုမျိုးခုံစားကြီးမဖြစ်ဘူးသိရမလား မှန်မှန် သူတို့ကောင်းမှန်းသိတဲ့ drug ကိုပေးပြီးတော့ကျွန်တော် massman နဲ့လက်ကိန်းသွားဆော့မှာချာ ချစ်ဘော်တယ်ဖွင့်ထားပြန်ပြီဒါမှလည်းရင်သေးပါမလားဒီတော့ welcome to beautify နောက်မှ golden hour 3 man ဘယ်နဲ့ဆက်လက်လေးပြန်ချကြည့်မလား god gas ဒီပိုင်းနဲ့တော့ dead ထိုးထားပြီကစ်ပွန်မှာအယမ်းမာနေတယ် မာနေတာတော်တော်မာနေတာကဲစိတ်ကလေးရှော့မှရမယ်နော်ဒီချိန်ချလို့မရရင်တော့မချနဲ့ကောင်တာအတက်ပုံစံလေးတော့ပြန်မြင်ရတယ်ဆိုပေမဲ့နော်ဟိုမရတာကြီးတော့အသေးအံမ try နေခြင်းဘူးဗျနော်ဘာဖြစ်ယူရင်းနဲ့ကိုလည်း golden hour တွေပါနေနဲ့တော့ပြန်တော့ carry တိုင်းနဲ့ပဲတက်နိုင်ဆုံးစံကြီးလေးလဲ fan လာတော့ fan နေတယ်ဘရိုနော်စံကြီး fan ပါ ဖ ရ န်နာဆန်ကြီးဖန်နာညီလေးတော့ဒီမှာနောက်ဝက်4000သားသေးနဲ့ separate ပွဲတော့တောက်လျှောက်ဖိမှာဗျာသူတို့နောက်ဆုံးတာတယ်လဲရထားတာဆိုတော့နောက်ဝက်ကတော့ဒီတက်ပို့ပြီးတော့နည်းနည်းလေးပြက်လာဖို့ရှိတယ်ဗောနော်လေလန်တန်နောက်ဝက်ကျဲပြီးဖြတ်တာဘလင်း ဒီကောင်လေးဆော့တာ တို့ရီနော်စပဲတွေပါရင်လည်းမရှိတဲ့ချိန်ဆိုတော့ရသေးတော့သေးလိုက်ရပြီဗျာအိုင်မာဟီရိုကစ်တကောင်ထပ်ပေးဟီရိုကစ်3စီစန်ကြီးရဲ့ကလောက်ကိုပါသူတို့အနေနဲ့တော့ pressure ပေးနေနေတဲ့ပုံမှာပဲဘာလို့ဆိုတော့အချိန်နဲ့စန်ကြီးကပြဿနာဖြစ်လာမယ်ဆိုတော့လေ separate ဘက်ကကောင်းကောင်းနားနေတယ်ကွာသိလား ဟုတ်တယ်မဟုတ်သူတို့ယူထားတဲ့ draft နဲ့သူတို့ဘယ်လိုလောက်အောင်လဲဆိုတော့ကောင်းကောင်းကြီးနားလည်နေတာနော်ဘာပတ်ကွေတို့ဂိုးလင်တော်တော်စိုးနေပြီဟဲ့ မှန်ပဲ ဟင် အောင်မဘောလိုင်းနေတန်တော့ဝက်ရင်ကင်းလင်းစပီတော့ထပ်ပေးထားတယ်မနော် Uranus ရန်ကြီးတော့ဆေးဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်တော့ဘူးဗျ Uranus ကိုတော့ဖျက်ဖို့တော့ damage ကလောက်နေတာဗျနော်သူတို့ဒါ early game mid game အဝင်ပဲရှိသေးတယ် ဟုတ်တယ်လို့အာလာနော်ဒီကောင်တွေကဒီ draft ကိုပေးသွေးတော့စော့နေအောင်ပါနော်အဲဟီရာရာနဲ့2 fighter နဲ့ရှေ့မှာ onyx ကလည်းစော့ပြပြီးပါပြီ Falcon Philippine ကို အမှန်ပဲအမှန်ပဲ draft ကိုအဲ့လိုမျိုးပြင်လားတော့ကကောင်နာရယ်လို့ကတော့အဲ့လိုမျိုးလေဂိမ်းတက်နိုင်ဆုံးထိန်းဆော့မှရမှာ ဟီရာရိုင်းဟန်အောင်ဆိုလိုပါကောက်ချိန်နေတာအလယ်လမ်းမှာတော့ blink သေသွားသေးတယ် magic damage ကလောက်တယ်ညီကိုတို့တို့တွေနောက်ထပ်5မိနစ်လောက်တော့ထပ်တောင်းခံမှုလို့လူနေသေးတယ်ဒီပုံစံတိုင်းကြီးကတော့တို့တွေပြက်လာနိုင်တယ်ဘောနော်မလဲဒီတော့နောက်ဝဲကန်ကောက်ကိုထွေးထုတ်နောက်မှ god gas တွေပါထိုးစိုးစီပါပိုင်စမ်းဆက်လာပါကင်းပြန်ရထားတယ် မဆုံး ကောင်းတယ်ညီကို shut down ကြီးနော် shut down ကြီးသားရသွားတာခိုင်စီရသွားတာ ရတယ်ဈေးကြီးတယ်နော်ဈေးကြီးသားလေးပြန်ရတာမှရမှာ မှန်နေမှန်နေတိုင်း နောက်ကတော်တော်ကွာလာပြီဆိုတော့ဒီချိန်မှာရသလောက်နောက်ဝက်လေးတွေပြန်ရှာထားတာတော့အကောင်းဆုံးပဲ4600ဆို ဟို တော့ ဘက်က ကလောက်က item တော်တော်နည်းသေးတယ် စူဘူးတွေသိတယ်မလားစူဘူးတွေကိုရင်ခွဲထားမှရမယ်ဟိုဘကစုထားတာပတ်စံတွေက တဲ့နောက်ဘက်က share နေတာကျွန်တော်ဘက်ကနောက်က share နေတာဟိုလိုကြီးတော့ဟိုတိတိတသာထောင်နေတဲ့လူမပါဘူးဖြစ်နေတယ်ကဲဒီဘက်မှာ လော့ထွက်ပြီဒါပေမဲ့ကျွန်တော်လော့ထွက်လဲဘာမှတော့လုံးလို့မရဘူးအဲ့လိုမျိုးပစ်ကော့လေးတစ်ကောင်လောက်ပဲပြင်ရမလားအဲ့လိုလေးပဲကြိုးစားကြည့်လို့ရမှာ ဒီဘက်ကမားလာတယ် သွားဆိုင်ပြီးပြင်နေပူဆိုးသွားနိုင်တယ် မားလာတဲ့အရာကိုပဲစောင့်အောင်တော့မှညီကိုတော့ဒီဘက်မှာ law တွေပါရ first law တွေပါရပေးလိုက်လို့ရတယ်နောက်မှဆန်းဆက်လက်ပါတော့ flicker ရင်တောင်းတိုင်းနဲ့တော့ law သွေးတော့ဆိုရင်နေတော့ဒီမှာတော့ဟန်လာကျင်သေးလား blink ဘိုးရန် hour လေးနဲ့အချိန်ခဏရပ်ပေးမလားနောက်ကျသွားပြီးပေးလိုက်တော့နောက်မှလည်း chip နေနဲ့ portal နဲ့ဘသူ့ကိုပြေးအောင်မလဲဟိုဘက်မှာတော့ blink တကောင်သေဆုံးသွားခဲ့သလို portal ဖွင့်ပြီးတော့9ကောင်လုံးဆင်းကြလာခဲ့ပေမဲ့ကျွန်တော်မြန်မာအသင်းဘက်ကလည်းပါနဲ့လေးတော့နောက်လေးတော့ပြန်ပြီးတော့ 4 back ထားသေးတယ်ပေါ့နော်ဆိုတော့ separate နောက်အနေနဲ့တော့8000သားသေးကိုတော့6မိနစ်လိုနေထားမှာဖန်ကြီးပြထားနိုင်တာတော့နည်းနည်းတော့များတယ်ကွာဒါကြီး10မိနစ်ကို1000ကြီး ဟိုအဲ့ chip ကတော်တော်ကောင်းနေတာchip ကတော်တော်ကောင်းနေတာ chip တော်တော်ကောင်းလေ လောက်လို့မရဘူးလေတယ်လီပေါ်ကြီးနဲ့ပြန်လာပြီးတော့ဂမ်းမဲ့အပိုင်းတွေကထည့်စဉ်းစားနေရတော့နော်လိမ့်အောင်သွားမကြောင်းရတဲ့အနေအထားတွေဖြစ်နေတာကဲလောတော့တော်သေးတယ်အောက်လဲမလာဘဲနဲ့အပေါ်လဲလာတဲ့အတွက်ကြောင့်တော့ mega shield လေးနဲ့ဒီ first law တော့ကောင်းကောင်းတော့ကာဝင်းရသွားမယ်ဗျ ဒီလိုနာဝဲကန်ကောင်းကိုထွေးထုတ်
နော်မသေးမှန်းသေးတော့ purify နေပါလေမနေဦးညီကိုတို့နော်မလို့မေဂါရှိပါညာကြံနေသေးတယ်မေဂါရှိထီဝါမလားဘိုးနဲ့အာဝါလေးနဲ့ချိန်ရတိုင်းမေဂါရှိထီဝါတယ်အောက်ကတော့တော်ရီမေဂါပါညာထက်ရိုက်တာပါညာနဲ့ဆိုတော့ first load နဲ့မေဂါတလန်ပေးရဖို့တော့နည်းနည်းများတယ်ညီကို separate ဒီပွဲတော့ဘယ်လိုမျိုးဆော့ရမလဲဆိုတော့ကောင်းကောင်းကြီးနားလေနေတယ်ပေါ့နော်ကျွန်တော်မြန်မာသေးနဲ့ပို့ပြီးတော့ဆိုတော့ first load နဲ့မေဂါတလန်မှာတို့ရင်ပြောနေကြစကားနဲ့ပဲပြောရမယ်ဆိုတော့နည်းနည်းတော့များသွားတယ်ပေါ့နော်ဒီ first load mega talent ဒီဘက်မှာ go gas ဘာညာကစ်ပွန်ပါပြန်ပြီးတော့ဂေးလို့ချင်းပြမလဲမရအောင်တော့ချစ်ပေါ်တယ်ဖွင့်တိုင်းနေပဲကစ်ပွန်မှာမသေးတော့ဘူး cloud blending ကျွဲစံကြီးပြန်မိတိုင်းနေပဲတော့စမ်းကြတာပါပြီစောက်ထိတ်ရမှာဟန်ကြပြီညီတို့ sky ပြေလာဖက်အောင်လည်းမတော့ mega talent ထပ်ပေးလိုက်တယ်ဆိုပေမဲ့လေဒီကိုလေးကိုပါထပ်ပြီးတော့လိုက်အဆုံးသတ်နိုင်မယ်ဆိုတော့ပိုကောင်းမှာပေါ့နော်ဟောဖြန်းတာနားရဟာစန်ဂျီဒမ်းမဲ့တော့ပါလာပြီဘလို့စန်ဂျီက item တောင်နှစ်ကွက်ပဲရှိသေးလို့နော်စန်ဂျီ item လေးနည်းနည်းလေးပို့ရလာလို့ရှိရင်တော့ကမ်ဘတ်ဖို့ chance ကြီးကပိုပြီးများလာတော့မှာနော်ဒီဘက်ကဟန်လဲ sky ပြတာဘာညာနဲ့ဆိုတော့ damage ကတော့ရှိလာပြီအော်မေဂါနလန်ပေးထားတဲ့အချိန်ကောလေဂိမ်းကြီးတောင်းခံနိုင်မှာမလားဒါကြီးဆွဲဆော့မှာလေဂိမ်းဆွဲဆော့မှာနော်လေဂိမ်းကိုလုံးဝတောင်းခံထားမှရမှာဟုတ်တယ်ရောင်ကြီးစန်ကြီးကတော့ထမ်းနေတော့မယ်ဘလို့စန်ကြီးကတော့ထမ်းနေတော့မယ်စံကြီးဖြန်းတာကြီးကိုရှိုးလိုက်အောင်မင်းနှစ်ကောင်လုံးကိုမင်းသွေးတွေကိုဖျားဆင်းသွားတယ်လေဂိမ်းပဲသားတို့လေဂိမ်းပဲမေဂါ3လမ်းတော့ကမ်းမပြထားတာကွာမေဂါ2လမ်းဘာမို့လို့လဲမလဲဟုတ်လားအမှန်ပဲဘာမှစိတ်တော့ကြရမရှိသေးဘူးဟလားကဲလေဂိမ်းထိန်းစော့မယ်သားတို့လေဂိမ်းထိန်းစော့မယ်လေဂိမ်းရောနိုင်သွားပြီဟိုဘက်ဘယ်သူမှကြောက်ကြမရှိဘူးကလောက်ဟုတ်လားမျိုးတွေနော်မေဂါ3လမ်းတော့ကမ်းမပြထားတာမေဂါ2လမ်းဘာမို့လို့လဲနော်ကျွန်တော်ဒီဘက်လေဂိမ်းရော automatic ကျွန်တော်ဝိုင်းကြီးနိုင်မယ်ဆိုတော့ vibe မျိုးကရပြီးသားဆိုတော့ကျွန်တော်ယုံကြည်နေဖို့ပဲလိုတာပါဘလန်ငါတို့ပြောနေကြစကားပါလေယုံကြည်ဖို့ပဲပြောရင်းဆိုရင် chip ကြီးကပေါ်တယ်တောင်း got gas ထိုးထားတယ်နောက်မလဲ hero တော့ဝင်လဲတဲ့နေတာတခုမှချလို့မရဘူးဆိုတော့သဘောပေါက်တယ်ဘောနော်တစ်ဖက်ကလည်းချနဲ့လောထွက်တော့မှာနော်ကျွန်တော်ဒီလောလေးကိုတော့တက်နိုင်ဆုံးအချိန်ဆွဲရတော့ပိုကောင်းမယ်ပေါ့နော်ရတဲ့ထိတော့မမျော်ဘူး Mr. Ismail Purify shit crash ကိုဖြတ်တိုက်တန်းတော့ဝက်ကျဲလိုက်တာတေဝိုင်းနဲ့မတော့မလဲ blink ဝင်ပြီးတော့ဂိုးနဲ့အော်လေးနဲ့ stand ဆောက်ဦးလေးတော့ပြန်ထွေထားနေတယ်1 for 1 cloud blending ကျူတယ်ဖြန်းနေဆိုပေမဲ့လည်းစံကြီးကျွန်တော်တို့ winner crown မှာပိုင်းနေတာတခုမှ၄ယောက်ကြားတဲ့ဟိုနော်ပြစ်ဝင်သွားသလိုဖြစ်သွားရင်တခါတည်းကိုတန်းပြတ်သွားတာဟေးအဲ့လိုတော့ဝင်လို့မရဘူးစံကြီးရေးဒီဘက်ကကိုတယောက်တည်း damage ၄កောင်ပေးတဲ့ဟာကိုသွားစားလို့ဖြစ်သွားတာဆိုတော့ကဲ1 for 2 trade လောကတော့ပေးရဖို့တော့ရှိနေရင်းနဲ့ပဲကျွန်တော်ထပ်ပြီးတော့ defend အောင်မယ်winner crown ပိုင်းတော့တော်တော်လောက်အောင်ပါကွာအဲ့ဒီဟမ်ဟုတ်တယ် winter crown လေးဆိုရင်တော့တော်တော်ကြည့်ကောင်းသွားမှာဗတဲ့ကသူဖြန်းတာလေအဲ့ဒီ၄ယောက်ကြားလေးပြေးဝင်သွားလို့ဖြစ်သွားတာဟုတ်တယ်စမ်းသက်လာပါဟိုဖြန်းမှုစူးစားလိုက်တာလို့မျိုးကဲလောကတော့ပေးလိုက်ရပြီအေးစေးချုပ်မနေနဲ့နော်ညီကိုအေးစေးပဲဗာမျိုးဒီလောတစ်ဖက်နိုင်သွားဒီလောတစ်ဖက်နိုင်ရပြီဗလားငါခေါ်တာ15မိနစ်ကဲ defend ဒီလောကောင်းကောင်း defend လိုက်လို့ရှိရင်ပြီးသွားပြီเนาะကလောက်ကဒီဘက်မှာ malefic gun သွားနေပြီကောကလည်းဒီဘက်မှာ winter crown တွေပါလာပြီ divine လည်းပါပြီဆိုတော့ဖြတ်ချင်တော့ဖြတ်လို့တော့ရမယ်ထင်တယ်တူတယ်เนาะဒီဘက်ကအမာကောင်တွေစောက်တကောင်တော့လာတာတကောင်တော့ဆွဲဖြတ်မလားတကောင်တော့ဆွဲဖြတ်မလားเนาะဘလင်းရတယ် flicker မရှိဘူးဖြစ်နေတယ်ဟိုစီနော်မလေးဘလင်းအချိန်ကြီး era လာလဲထားသေးတယ်နော်မလေး rose gold တွေပါကောက်ဝယ်ဝိုင်းနေနော်မေဂါ3လမ်းပေးထားနေနော်ဟမ်ဒါလေးပဲပြန်ပန်ဝိုင်းနေပေါ်လဲမလဲ cloud တောင်း shot တွေပြစ်ခွဲပြီးတော့ defend တိုင်းနေပဲနော် golden hour အချိန်လေးမှာခဏရန်နာတိုင်းနော် got gas တွေမထိုးပြီးတော့ကောင်းတော့ defend ထားသေးတယ်လော်ကြီးကထဲဝင်နေပြီးလော်လည်းပြစ်ချမယ်နေတာနော်မလေး hero ပြန်ပြီးတော့ဗတ်ထားနေပဲရာသေးနော်မပြီးသေးဘူးညီကိုတို့ဒါပဲရာသေးတယ်ရာသေးတယ်ဘလို့ရာသေးတယ်အဲ့လောနဲ့မပြီးရင်တော့ကိုကောကိုပြန်တွေးရလိုက်တာအဲ့လောနဲ့မပြီးသေးရင်တော့ရပြီသားတို့အဲ့လောနဲ့မပြီးသေးရင်တော့ကမ်းပတ်ဖို့ရရင်လုံးနေရှိနေသေးတယ်ကာစီညံကောင်းတာဂေါကတ်ဆိုပြီးတခါလေဝင်းတက်ခေါင်းခဲတာတော့ဟိုဘက်ဖြတ်မရဘူးဖြစ်သွားတာသိလားဟုတ်ပါကာစီကတော်တော်ညံကောင်းသွားတာ come on ကဲမဲက3လမ်းတော့ပေးထားရတယ်ဆိုပေမဲ့မျောလင်းချက်တွေကတော့မကုံသေးဘူးဗျာเนาะဒီဘက်မှာကလောက်ပါတယ်ဂေါပါတယ်လေကင်းကြီးတို့တွေတပြုတ်ကြီးနဲ့เนาะဟန်ဆိုလဲအခုချိန်ဒီအန်ဒတ်အများကြီးမျောလင်းလို့ရနေသေးတယ်ဘရိုတို့အန်ဒတ်နော်ဒီဘက်မှာခိုင်စီအန်ဒတ်နော်မလေးကျော်ဆန်ကြီးမလီဖစ်ဂန်ပါလိုင်းနဲ့ဝင်းဒေါခရောင်းလေးတော့ထပ်တယ်မလားဝင်းကိုနီးချသွားမလားဒါကြီးဘာသွားသေးခြင်းလဲဝင်းဒေါခရောင်းသွားမှာဝင်းဒေါခရောင်းဘာလို့လုံးမမလို့ပါသေးလားဟိုဘာလုံးနဲ့ကောင်းနေကြီးပဲဝင်းနေချလဲကောင်းတယ်ဒီဘက်ကပြစ်မယ်ဆိုရင်ဝင်းဒေါခရောင်းလည်းကောင်းတယ်ဝင်းကိုနီးချလဲကောင်းတယ်ကြိုက်တာသွားလို့ရတယ်ကဲဘယ်တမီရာအင်းမရှိတယ်သူနောက်မှချတာ
ရှာတာနော်မေက3ဝေးကလာတဲ့ခရီးတွေပါစားတာဘာမှမ ဟီရော ဖြစ် တစ်ခါ ဘာမှ တင် မ က ဖြစ် မ်းပတ်ပြီကိုသိဟီရောတစ်ခါတင်ကမ်းပတ်ပြီ ဒီဘာတော့တစ်ခါသေးဖို့ပဲလိုနေတာအဲ့ကောင်စူဘူးကြီးကွဲဖို့လိုနေတာ ကဲတော်လေးတော့ထပ်တော့စောင့်အောင်မယ်ကျွန်တော်မဲက3လမ်းဆိုတော့เนาะလော်တွေပါလာလူးတာချက်เนาะ lane pressure လေးတော့နည်းနည်းလေးတော့အရင်ရှင်းလာမှတော့ရမယ်စက္ကန့်30ရှင်းရင်းတော့ချိန်ကြီးကတော့နီးကပ်လာရင်းနဲ့ပဲကျွန်တော် 1G တဖန်အောင်ပါအောင်မယ် အခါလောက်လေးမားနိုင်လား ဆွမ်းကြည့်မလား အခါလောက်လေးမားနိုင်မလား ဟုတ်ကူသေးလိန်ကဟိုကပြဿနာရှိရနော် ချစ်မယ်လေ သွားကရင်ချစ်တယ်လီပေါင်းနဲ့အကုန်လုံးကြာပြီးတော့တလုံးလာချိုးသွားတာဖြစ်နိုင်တယ် ။ညာအဲ့လိုမျိုးကွက်တွေကရှေ့မှာလည်းငါတို့အများကြီးမြင်ခဲ့ဘူးလားဆိုတော့မှန်တယ်ဗလန်ထဲသွင်းစဉ်းစားရမယ့်ချက်ပဲ ဟုတ်တယ်ထည့်စဉ်းစားရတော့မှအဲ့ဒါတွေထည့်စဉ်းစားရတော့မှ ။လေဂိမ်းအချက်ကြီးအောင်ပါဗျာနော်အဲ့မှာလည်းခုလောတယ်တော့အောက်မှာတော့လော့စပရစ်စပြီးတော့ပဲလှုပ်ထားရင်တော့မကစ်ပုံမှာရှေ့ကနေတော့ပြေတိုးတော့မလိုင်းနေဘောဂေါ့ project တိုင်းတွေဘာတွေပြန်ပြစ်ပြီးကာတိုင်းနဲ့တော့မဘလိနေနေဘတ်လိုင်းတွေကိုရောက်နေနေတော့ဂိုးနဲ့အာဝါ2 man နဲ့ချုပ်ပေးတိုင်းတော့ဂေါ့လာဖို့ကြိုးစားပေမဲ့ကစ်ပုံပါအနားလာကတ်တာဂေါ့ဂတ်တလောက်ပြစ်ချက်အောင်ရသေးလားဘလန်စင်ဂျူထဲမှာဖျမ်းပေးတိုင်းတော့ဟီရာရာအင်းမြူထားတဲ့ဘက်ကူဂျပ်လေးနဲ့ထိုးတော့လေနောက်လေးတော့ပြန်ဆုပ်တိုင်းနဲ့တော့မဆန်ကြီးပြန်ပြေးမှရမယ်ဗျာခိုင်စီကတော့စမ်းသက်လက်ပိုင်းလက်ချက်နဲ့ရှော့ဝိုင်းနဲ့ပဲတကောင်ချင်းစီတွေဖြစ်သွားတဲ့နောက်မှာတော့ကျွန်တော်မြန်မာအသင်းဘက်ကဟီရိုကေ၄ကောင်သေဆုံးသွားရနေပဲစန်ကြီးကလောက်တယောက်တည်းနဲ့တော့ဘလို့မှတော့တဖန်လို့များတဲ့အဆုံး game 1ကိုတော့ separate အနိုင်ရယူသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ရသေးတဲ့ game 1လေးရှိတယ်ဘာမြူဘာဆော့7ဟလာ9ပွဲဆော့ရမှာ easy ဘာမပြူဘတ်ဆော့ဆဲ ကဲ fighting လေးမှန်းခဲ့ပြီကျွန်တော် fighting